အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Naruto ဆိုတဲ့ကောင်လေးကနေကဘာကျော်ဟီးရိုးကြီးဖြစ်လာပြီးနောက်သူဘယ်လိုမျိုးအချစ်ကိုရှာဖွေတွေ့ရှိသွားလဲဆိုတာပြသထားတဲ့ The Last Naruto the Movie ကိုပြောပြပေးသွားမှာပါဒီဇာတ်ကားဟာ Naruto နဲ့ Hinata တို့ရဲ့အချစ်ဇာတ်လမ်းကိုအဓိကထားရိုက်ကူးထားပြီးပရိသတ်တွေအနှစ်သက်ဆုံး movie တစ်ခုလည်းဖြစ်ပါတယ်Fourth Shinobi War ပြီးလို့နှစ်နှစ်အကြာမှကဘာကြီးကအေးချမ်းနေပေမဲ့ကောင်းကင်ကလမင်းကြီးကတော့ပုံမှန်မဟုတ်ပဲကဘာပေါ်ကိုပြုတ်ကျဖို့နီးကပ်လာပါတယ်။ဒါဟာလကဘာပေါ်ကတိုနီရီအိုဆူဆူကီရဲ့လက်ချက်ဖြစ်ပြီးသူဟာလူသားမျိုးနွယ်ကိုဖျက်ဆီးဖို့ကြံစည်နေတာပါ။သူကဟီနာတာကိုပါဖမ်းဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်တာကြောင့်ညီမဖြစ်သူဟာနာဘီကိုအတင်းထမဖမ်းခေါ်သွားပါတော့တယ်ဟာနာဘီကိုကယ်ဖို့အတွက်နရူတိုတို့အဖွဲ့ဟာလကဘာစီကိုခရီးထွက်ခဲ့ကြပါတယ်။ဒီခရီးစဉ်အတွင်းမှာထူးဆန်းတဲ့ဂူတစ်ခုတည်းကဂျန်ကျူးစုကြောင့်နရူတိုဟာဟီနာတာရဲ့အတိတ်ကအမှတ်တရတွေကိုမြင်ခွင့်ရခဲ့ပါတယ်။ဟီနာတာဟာငငယ်ကလေးကသူ့ကိုပဲတစ်ဖက်သက်ချစ်လာခဲ့တာသူ့အတွက်ပဲဆူတောင်းပေးခဲ့တာတွေကိုမြင်လိုက်ရချိန်မှာတော့နရူတိုတယောက်အချစ်ကိုပထမဆုံးစတင်ခံစားမိသွားပါတယ်။သူဟာဟီနာတာအတွက်အမြင့်အနားမှာရှိပေးခဲ့ပြီးနောက်ဆုံးမှာတော့ဟီနာတာငါမင်းကိုချစ်တယ်လို့ဝန်ခံလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတိုနီဒီပေါ်လာပြီးဟီနာတာကိုဖမ်းခေါ်သွားခဲ့ပါတယ်။ဟီနာတာကလည်းသူမရဲ့မျိုးနွယ်စုတာဝန်ကြောင့်နရူတိုကိုထားခဲ့ပြီးလိုက်သွားခဲ့ရလို့နရူတိုတယောက်အကြီးအကျယ်စိတ်သက်ကြသွားခဲ့ပါတယ်။ဆာကူရာရဲ့အားပေးမှုကြောင့်နရူတိုပြန်လည်နိုးထလာပြီးလကဘာပေါ်ကိုတိုက်ခိုက်ဖို့ရောက်လာပါတယ်။တိုနီဒီကတော့ဗျာကူကန်ကိုအစိမ့်ဖြစ်ထားတဲ့တန်စီကန်စွာအားနဲ့ကဘာကြီးကိုဖျက်ဆီးဖို့ပြင်နေပါပြီ။နရူတိုဟာသူ့ရဲ့ကူရာမှာစွာအားကိုအကုန်သုံးပြီးတိုနီဒီနဲ့အကျိတ်အနေတိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့နရူတိုကတိုနီဒီကိုအနိုင်ယူလိုက်ပြီးလကဘာကြီးကဘာပေါ်ပြုတ်ကျမဲ့အန်ဒီယေကနေကယ်တင်နိုင်ခဲ့ပါတယ်။တိုက်ပွဲအပြီးမှာတော့နရူတိုနဲ့ဟီနာတာတို့ဟာလာမင်းကြီးကိုနောက်ခံထားပြီးအမှတ်တရအနမ်းတစ်ခုနဲ့သူတို့ရဲ့အချစ်ကိုအတီးပြုတ်ခဲ့ကြပါတယ်။စာသိမ်းမှာတော့သူတို့နှစ်ဦးရဲ့ခမ်းနားတဲ့မင်္ဂလာဆောင်ကိုမြင်တွေ့ရပြီးသူတို့မှာဘူရူတိုနဲ့ဟီမာဝါဒီဆိုတဲ့သားသမီးလေးတွေနဲ့ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုက်ဆိုင်သွားတာကိုတွေ့ရမှာပါ။နရူတိုရဲ့ပရိသတ်တွေအတွက်တော့ဒါဟာအလှဆုံးဇာတ်သိမ်းတစ်ခုပါပဲ။